အခုပုံလေးထဲမှာကျမတို့မြင်တွေ့နေရတာကတော့မိန်းကလေးတယောက်ဖြစ်ပါတယ်သူကဘာလုပ်နေလဲဆိုလို့ရှိရင်သူ့ရဲ့အိမ်မှာပုံဆွဲနေတယ်ပကြီးဆွဲနေတယ်လို့ပြောလို့ရပါတယ်ဒီအပြင်ရုပ်ပုံကကြလေးတွေသူစော့နေနော်ပုံဆွဲပြီးစော့နေတာဖြစ်ပါတယ်ဒါကိုကျမတို့ကဘယ်လိုပြောမလဲဆိုလို့ရှိရင် English လို့မိန်းကလေးတယောက်ကောင်မလေးတယောက်ဖြစ်တဲ့ကြောင့် a girl ဆိုပြီးပြောပါတယ်ခုလက်ရှိဘာလုပ်နေလဲဆိုလို့ရှိရင်ပုံဆွဲနေတာဖြစ်ပါတယ်ဆိုတော့ဘယ်လိုပြောမလဲဆိုရင် is drawing ဘာဆွဲနေရလဲဆိုလို့ရှိရင်ပုံလေးတစ်ပုံဖြစ်ပါတယ်ပုံလေးတစ်ပုံကိုကျမတို့ဘယ်လိုပြောလဲဆိုရင် a picture ဘယ်မှာသူကဆွဲနေရလဲဆိုလို့ရှိရင်အိမ်မှာဖြစ်ပါတယ်အဲ့ဒါကြောင့် at home ဆိုပြီးပြောလိုက်ပါတယ်ဆိုတော့ဘယ်လိုဖြစ်သွားမလဲဆိုလို့ရှိရင် a girl is drawing a picture at home ဆိုပြီးတော့ဖြစ်သွားပါတယ်မိန်းကလေးတယောက်ကောင်မလေးတယောက်ကပုံဆွဲနေပါတယ်အိမ်မှာဖြစ်ပါတယ်ဆိုပြီးတော့ပြောလိုက်တာဖြစ်ပါတယ်ဆိုတော့လိုက်ပြီးတော့ပြောကြည့်ပါထပ်ခါလေးချက်မှာလေ့လာပါတိုးတက်လာပါလိမ့်မယ် a girl is drawing a picture at home ဖြစ်ပါတယ်